လွန်ခဲ့တဲ့2025လောက်မှာညီမကအထည်ချုပ်စက်ရုံရဲ့ခက်တင်းပိုင်းမှာခေါင်းဆောင်လုပ်ခဲ့တာပါ။တိုင်းသားဘက်မှာစက်ရုံအသစ်ဖွင့်တော့ညီမကအဖွဲ့သားတွေနဲ့သွားလျှောက်ပြီးအလုပ်ဆင်းခဲ့ကြတယ်။ဒီလိုနဲ့3-4လလောက်ကြာတော့ order တွေမနိုင်တော့တာမို့အဖွဲ့နှစ်ဖွဲ့ခွဲပြီးဆင်းရတော့ညီမတို့အဖွဲ့ကညဘက်ကျသွားခဲ့တယ်။ပထမတစ်ရက်နေ့ကတော့ဘာမှမဖြစ်သေးပါဘူး။ဒါပေမဲ့3ရက်မြောက်နေ့ရောက်တော့ထူးခြားတာတွေစဖြစ်ပါတယ်။ပြောရမယ်ဆိုရင်အဲ့နေ့ကခါတိုင်းလိုပဲည8နာရီမှထမင်းစားနာကြတယ်။9နာရီကျရင်အလုပ်ပြန်ကြပေါ့။ဒီလိုနဲ့အလုပ်လုပ်နေကြရင်လူမရှိတဲ့ခုံကခက်တင်ဒါကသူ့လိုဖြတ်နေတာကိုအကုန်လုံးကမြင်လိုက်ရတာပါ။ဒါကိုမြင်လိုက်ရတဲ့ကလေးတွေကလည်းလန့်ဖြန့်ကုန်တယ်။ဒါနဲ့အမားကလည်းသူတို့လန့်မှာဆိုလို့မာကြီးဆက်ဖွင့်ပြီးပိတ်ဖို့မေ့နေတာလို့ခက်တီတီပြောလိုက်တယ်။အဲ့တော့မှကလေးတွေလည်းကိုယ့်အလုပ်ကိုပြန်လုပ်ကြတာပေါ့။အမားစိတ်ုံက3ထပ်ရှိပြီးအပေါ်ဆုံးထက်ကပါကင်ရဲ့ဆက်ပြင်းရနေကြတယ်။အလေထက်မှာတော့ဆက်လိုင်းနဲ့ QC ရှိပြီးတော့အောက်ထပ်မှာခက်တင်နဲ့ကိုတောင်ရှိတာပါ။ညဆိုင်စင်းတဲ့အထဲမှာယောက်ျားလေး9ယောက်မိန်းကလေး9ယောက်ဆက်ပြင်း2ယောက်တန်ရှင်ရေးက1ယောက်လုံချိုရေး2ယောက်စုစုပေါင်း15ယောက်ပေါ့။ဆက်ပြောရမယ်ဆိုရင်ပိတ်ခင်းနေရင်လိုချင်တဲ့အထည်လေးကမရှိတော့မို့အလုပ်ထဲကယောက်ျားလေး2ယောက်ကိုကိုတောင်နဲ့တော့ယူခိုင်းလိုက်တယ်။ပြဿနာကအဲ့မှာစတာအထည်တော့ယူခိုင်းလိုက်တဲ့2ယောက်ကအတော်ကြာတဲ့အထိပြန်ပေါ်မလာဘူး။အမလည်းသူတို့များဆက်လက်တောင်းနေသလားဆိုပြီးကိုတောင်ရှိရဲ့ဘက်ကိုထွက်လာခဲ့တယ်။ကိုတောင်ကိုရောက်တော့သူတို့2ယောက်ကမောပြီးထိုင်နေတာ။ဒါနဲ့အမကဘာဖြစ်လို့ကြာနေရလဲလို့မေးတော့သူတို့ကအထည်လေးတွေကိုဆွဲနေကြတာဘလို့ဆွဲမရလို့ကြာနေတာဆိုပြီးပြောတော့အမကစသလိုနောက်သလိုနဲ့နင်တို့ကဒါလေးတော့မဆွဲနိုင်ဘူးလားဆိုပြီးကိုယ်တိုင်ဝင်ဆွဲလိုက်တော့ချက်ချင်းထွက်လာတာပါ။အဲ့အချိန်ယောက်ျားလေးတယောက်ကမာကြီးကျွန်တော်တို့ဆွဲတာတော့မရဘူး။မာကြီးဆွဲတာကြရတယ်။မဟုတ်သေးဘူးနော်ဆိုပြီးပြောတော့အမကလည်းနင်တို့ကအလုံးမလုံးချင်လို့ခိုးနေတာဆိုပြီးစလိုက်သေးတယ်။ပြီးတော့ပိတ်စကိုယူလာပြီးပေါ့ပေါ့ပဲအလုပ်ပြန်လုပ်ကြတာပေါ့။သူတို့နဲ့ဆက်စနာရီကြတော့အမကအလုံးမြန်လုပ်ကြစနစ်ထိုးရင်နားကြမယ်လို့ပြောပြီးချင်းပါပဲ။အိမ်သားဘက်ကတန်ရှင်လုပ်နေတဲ့ NDG ရဲ့ order ကိုအကုန်လုံးကြားလိုက်ရတာပါ။သူတို့နဲ့အမအပေါင်းအကုန်လုံးသွားကြည့်တော့ NDG ကမြေပေါ်မှာလဲပြီးတော့မျက်လုံးပြူမျက်စံပြူနဲ့အရန်လန့်နေတာ။ဒါနဲ့အမကအန်ဒီဘာဖြစ်တာလဲမေးပေမဲ့ NDG ကဘာမှပြန်မဖြေဘူးထက်ကမေးပေမဲ့ NDG ကမျက်လုံးပြူမျက်စံပြူနဲ့အကြောက်လွန်နေတာဒါနဲ့ပဲအလုပ်ထက်ကယောက်ျားလေးတယောက်ကိုခြိခိုင်းပြီးတော့ခက်တင်ခန့်နဲ့ခေါ်လာတယ်ပြီးတော့ရေတားလိုက်ရက်ခတ်လိုက်လုပ်ပြီးခဏလောက်နေတော့ NDG ကသတိပြန်ကတ်လာတော့တယ်အဲတော့မှ NDG ဘာဖြစ်တာလဲမေးတော့ NDG ကခုနကငါတန့်ရှင်လုပ်နေတော့ငါနေရာမလာနဲ့တပည့်စီလာမလဲနဲ့ဆိုပြီးပြောတော့ဘယ်သူလဲလဲကြည့်လိုက်မိတာမျက်နှာပြောင်ချိုးကြီးမျက်စိနှာခေါင်းပါးစပ်ဘာမှမပါဘူးဆိုပြီးပြောတယ်NDG ပြောတော့ကြားတော့တဲ့လုံချွေးဦးလေးကြီးကဘာမှမဖြစ်ပါဘူးမခံရဲ့နင်စိတ်ထင်လို့ဖြစ်တာပါဆိုပြီးပြောတယ်ဒါနဲ့ပဲအမားတို့ကလည်း NDG ကိုချော့မော်ပြောဆိုခဏနားကြတာပေါ့အဲဒီချိန်အလဲထက်ကဆက်ချုပ်တန်နေကြားပြန်တယ်အမလည်းဒီချိန်ကြီးဘသူချုပ်နေတာလဲဆိုပြီးတွေးနေတဲ့အချိန်သတိပြန်ရသွားတာတခုကဒီချိန်ငါတို့တစ်ဖွဲ့ပဲဆင်းနေတာအဲ့ဒီလေထက်မှာကလူမရှိပဲဒါငါတို့တရေ6နေတာဆိုပြီးစိတ်ထဲတွေးနေလို့ရှိသေးတယ်ကတင်တားတွေကလူမရှိပဲတုံးထပြက်ကြတော့တာပါအမတို့အကုန်လုံးလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးကြောက်နေတော့အလုံးရုံတစ်ခုလုံးကမီးပြတ်သွားတယ်မောင်ကလည်းမောင်ကြောက်နဲ့ဖြစ်နေတော့အကုန်လုံးကဘာလို့ဘာကြိုင်မှမသိဖြစ်နေတာခဏလောက်နေတော့မီးပြန်ရလာတော့အမတို့ကလည်းတက်မင်းချနိုင်မှာပါအဲဒီအချိန်အမတို့အဖွဲ့တွေကကောင်မလေးတယောက်ငုတ်တုတ်ကြီးထိုင်ပြီးအမကိုစိုက်ကြည့်တာသူ့အချီကပုံမှန်လူတယောက်ကြည့်နေတဲ့အချီနဲ့မတူဘူးဒါကြောင့်ပဲအမကလည်းညီမလေးဤခိုင်ဘာဖြစ်နေတာလဲဆိုပြီးသွားပြီးတော့သူကနင်တို့ငါနေရာကိုတပြက်စီးလာလဲတာငါမချေနဲ့ဘူးခွင့်မလို့ဘူးဆိုပြီးပြောပြီးရီနေတာအမတို့အကုန်လုံးဘာလို့ဘာကြိုင်မှမသိဖြစ်သွားခဲ့ကြတယ်အဲ့ဒီရီတန်ကအရန်ကျဲတော့လုံကျွန်းဦးလေးရောက်လာပြီးကောင်မလေးကိုမြင်တော့ဟာဒါအပမီနေတာဆိုပြီးသူ့အနာကိုကတ်လိုက်တယ်ပြီးတော့ခေါင်းပေါ်လက်တင်ပြီးတော့ဦးလေးကဟဲ့နင်ဘယ်သူလဲဘာဖြစ်လို့ကလေးတွေကိုနှောက်ရှက်နေရလဲလို့မေးတော့သူကနင်တို့ရင်နှောက်ရှက်တာငါဘာသာနေနေတာဆိုပြီးပြန်ဖြေတယ်ဒါနဲ့ဦးလေးကြီးကကဲဒါဆိုပြောဒီကကလေးတွေနင့်ကိုဘာလုပ်လို့လဲမေးတော့သူကငါနေရာကိုတပည့်စီလဲကြတာငါမျက်နှာကိုထိသွားလို့ဆိုပြီးထရည်ပြန်ရောဦးလေးကလည်းကဲဟုတ်ပြီမေရွယ်ပဲလုံးမိတဲ့အရာမျိုးခွန်းလို့ပါနောက်မနှောက်ရှက်နေတော့လို့ပြောပြီးဖျားစာရွတ်သူ့ခေါင်းကိုပုတ်ချလိုက်တော့ခွေကနေမေ့လဲသွားတယ်ပြီးတော့ဦးလေးကသမီးတို့ဘာမှမဖြစ်တော့ဘူးမကြောက်နဲ့တော့မိုးလင်းတော့မှမိုးနားကြအောင်ဦးလေးတို့ထိုင်ဆောင်ပေးမယ်လို့ပြောပြီးအမကလည်းဆက်ပစ္စည်းတွေတိမ်ပြီးပြန်ဖို့လုပ်ကြတယ်နောက်တနေ့မနေ့ရောက်တော့စက်ရုံကမန်နေဂျာကိုအကျိုးကြောင့်ပြောပြီးတရားနာတောင်းပန်လိုက်ကြတယ်အဲ့နောက်ပိုင်းတော့ဘာမှမဖြစ်တော့ဘူးအခုဆိုရင်အဲ့ဒီစက်ရုံမှာလုံသက်9နှစ်ကျော်ပါပြီဒါကြောင့်ညာဖက်ဘယ်နေရာပဲဖြစ်ဖြစ်တခုခုလုပ်တော့မယ်ဆိုရင်အရင်ခွင့်တောင်းပြီးမှပဲလုပ်ဖြစ်တော့တယ်ဆိုပြီး TikTok ကနေဆက်သွယ်ပြီးပေးပို့လာတဲ့အမကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ငယ်တုန်းကမြဝထင်နေမြင်ခဲ့ရတာလေးကိုပြန်ပြောပြခြင်းလို့ပါကျွန်တော်တို့နေတဲ့အိမ်ရဲ့ဘေးမှာနှစ်ထပ်ပြင်အောင်အိမ်တစ်ထောင်ရှိရဗျအဲအိမ်ကလူတွေကမနက်ကနေညဘက်10နာရီလောက်မှအိမ်ပြန်ရောက်လေးရှိကြတယ်အဲ့လိုအိမ်ပြန်နောက်ကျရတဲ့အကြောင်းကသူတို့စားတော့ဆိုင်ဖွင့်ထားကြတာစားတော့ဆိုင်ဆိုတော့မိုးချုပ်တာပေါ့ဗျာပြောမှဆိုရင်အဲ့ချိန်တုန်းကကျွန်တော်ကလည်းငယ်သေးတာမို့ညဘက်9နာရီ10နာရီလောက်ဆိုရင်တငယ်ချင်းတွေနဲ့လမ်းထဲမှာပြေးရန်လက်တိုင်းစော့လေးရှိတယ်သူတို့နဲ့တရက်ကြတော့ကျွန်တော်လည်းပုံမှန်တိုင်းကျွန်တော်တို့ channel မှာပြေးရန်လက်တိုင်းစော့နေတော့ကောင်းဆိုတဲ့တငယ်ချင်းကပြေးလာပြီးတော့ဘေးမှာဒန်းကလူမရှိပဲလှုပ်နေတယ်ဆိုပြီးလာပြောတာကျွန်တော်လည်းမင်းအမြင်မားတာနေမယ်ဆိုပြီးပြောတော့သူကမျက်လုံးမျက်စံတွေပြူပြီးပြောနေတာကျွန်တော်လည်းမြင်ရလောက်မဲ့နေရာကနေချောင်းကြည့်တော့ဟုတ်တယ်ဗျဒန်းကလူမရှိပဲလွှဲနေတာတိတိတသားကြီးပါ
တကယ်ကိုလူတယောက်တက်စီးနေသလိုပဲဒါအုံမြင်တော့ကျွန်တော်လည်း3မိနစ်လောက်ကြောင်ပြီးကြည့်နေမိတယ်ခဏလောက်နေတော့အသိစိတ်ပြန်ကတ်လာပြီးကောင်းကောင်းဆိုတဲ့တငယ်ချင်းကဖုန်းနဲ့ zoom ဆွဲပြီးရိုက်ကြည့်ပါလားလို့ပြောတော့ကျွန်တော်လည်းရိုက်ကြည့်တာဒမ်းမှာမိမတယောက်ကထိုင်ပြီးကျွန်တော်တို့ကိုစိုက်ကြည့်နေတာဗျအဲ့ဒီကပုံတွေရိုက်လာတယ်ဆိုတော့အင်္ဂါလူကြီးတွေကိုပြပေမဲ့တရားမှမယုံခဲ့ဘူးနောက်မှတီးလိုက်ရတာကကျွန်တော်တို့နေရဲ့နေမီကအရင်တော့စစ်ကုန်းကြီးလို့ပြောတယ်ကျွန်တော်တို့ကြုံခဲ့ရတာကတော့အဲ့လောက်ပါပဲဗျာဆိုပြီး TikTok ကနေဆက်သွယ်ပြီးပေးပို့လာတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်မိမမရခင်တော့ကြုံခဲ့ရတာလေးကိုပြောပြချင်လို့ပါအဲတော့ကကျွန်တော်ကောင်မလေးနဲ့ကျွန်တော်တို့ရွာဖះမှာတွေ့ဖို့အတွက်ချိန်ထားတာကျွန်တော်တို့နှစ်ယောက်ကရွာမတူကြဘူးပြီးတော့ကျွန်တော်ကောင်မလေးရှိတဲ့ရွာကိုသွားမယ်ဆိုရင်ဂျားမှာရွာတစ်ခုဖြတ်ပြီးသွားရတယ်ဆက်ပြောရမယ်ဆိုရင်ကျွန်တော်ကလည်းကောင်မလေးနဲ့ချိန်ထားတာဆိုတော့ညဘက်ကြီးတယောက်တည်းမသွားချင်တာမို့တငယ်ချင်းတယောက်ကိုပါအဖော်ခေါ်သွားခဲ့တယ်ကျွန်တော်ကဆိုင်ကယ်မောင်းတယ်အနောက်ကတငယ်ချင်းကထိုင်ပြီးလိုက်လာခဲ့တာပေါ့ဒီလိုနဲ့မောင်းလာကြရင်ကျွန်တော်တို့ရွာကိုလွန်လာတော့ထပင်နားတွေကိုရောက်လာတယ်အနောက်မှာထိုင်ပြီးလိုက်လာတဲ့တငယ်ချင်းကဟျောထပင်ကြားမှာ R15 နဲ့လူတယောက်ကိုတွေ့လိုက်တယ်ဆိုပြီးပြောတယ်ကျွန်တော်ကလည်းအေးဘာလို့လဲလူတွေ့တာထူးဆန်းလုပ်နေတယ်အဲ့လိုပြောတော့တငယ်ချင်းကအေးငါတွေ့လိုက်တဲ့ R15 ဘိန်းပေါ်မှာထိုင်နေတဲ့လူကခေါင်းမပါဘူးမင်းမမြင်လိုက်ဘူးလားဆိုပြီးပြောတာအဲ့တော့ကကျွန်တော်လည်းဆိုင်ကယ်မောင်းနေရဆိုတော့သတိမထားမိလိုက်ဘူးဗျဒါကြောင့်မို့ကျွန်တော်လည်းမင်းအမြင်မှားတာနေမယ်ဆိုပြီးညင်းပြီးလာနေတာပေါ့သူတို့နဲ့ဖျားကိုရောက်တော့ကောင်မလေးကိုတငယ်ချင်းမြင်ခဲ့တာပြောပြလိုက်တော့ကောင်မလေးကအဲ့လူကြီးကိုကိုတို့လည်းမြင်ခဲ့တယ်ပေါ့ဆိုပြီးမေးတော့ကျွန်တော်ကြောင်သွားတယ်ဒါနဲ့ကျွန်တော်လည်းကိုမြင်ခဲ့တာမဟုတ်ဘူးတငယ်ချင်းမြင်တာကိုကတော့သူအမြင်မှားတာလို့ပြောသေးတယ်ဆိုပြီးပြောတော့ကောင်မလေးကအမြင်မှားတာမဟုတ်ဘူးအဲ့လူကဆိုင်ကယ်မောင်းပြီးအဲ့နာကထပင်နဲ့ခေါင်းနဲ့ဝင်တိုက်ပြီးတော့ခေါင်းကမပြတ်တပြတ်နဲ့ဆုံးသွားတာဆိုပြီးပြောပြတယ်အစားကတော့တငယ်ချင်းအမြင်မှားတယ်ထင်ပြီးကြောက်စိတ်မရှိပေမဲ့ကောင်မလေးပြောမှကျွန်တော်လည်းကြောက်စိတ်တွေဝင်လာခဲ့တယ်ဆက်ပြောရမယ်ဆိုရင်ကောင်မလေးကအဲ့လန်ကမှပြန်နဲ့ရွာလွတ်လန်းကပြန်ဆိုပြီးပြောတော့ကျွန်တော်လည်းသူပြောတဲ့လမ်းအတိုင်းပြန်လာခဲ့တာပေါ့နောက်တော့အဲ့တဲ့ရင်ကအမှန်ပဲဗျကျွန်တော်အတော်ကမော်လမြိုင်ခရိုင်ရုံးမှာလုပ်တယ်ကျွန်တော်ထိုင်မရောက်ခင်ကအတော်ရုံးကိုသွားကြိုတော့အဲ့ဒီကောင်လေးမှောက်ထားတဲ့ R15 အဝါဘိန်းကိုတွေးလိုက်သေးတယ်ဆိုပြီး TikTok ကနေဆက်သွယ်ပြီးပေးပို့လာတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ကြုံခဲ့ရတာလေးကိုပြောပြချင်ပါတယ်နောက်24ခုနှစ်ကကျွန်တော်ဖုန်းဆိုင်မှာအလုပ်လုပ်ခဲ့ပါတယ်အဲတော့ငလင်လှုပ်တော့ကျွန်တော်တို့ကဆိုင်မှာမအိပ်ရတော့ဘူးအเจ้าကတော့ဆိုင်ကကားလမ်းချောင်းကိုမှမြေဖို့ပြီးတော့စောက်ထားတာဆိုတော့ကျွံကျသွားမှစိုးလို့ပါဒါကြောင့်မဲကားလမ်းဘေးမှာထွက်အိတ်ကြတာပေါ့ဒီလိုနဲ့တရက်ည9နာရီလောက်မှကျွန်တော်ကအိတ်မဲဆိုပြီးအခုဘေးကိုဝင်တာပေါ့ဒီလိုနဲ့အိတ်ပျော်ခံဒီအချိန်မှာပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ပေါ်ကိုကလေးကိုမှမမွေးရသေးတဲ့အရွယ်တတိလေးတွေပြောရမယ်ဆိုရင်မှင်စာလေးတွေပေါ့သူတို့ကကျွန်တော်ရဲ့ဘိုက်ပေါ်တက်လာပြီးစော့နေကြတာအဲ့ဒီအချိန်မြင်ရတယ်အတန်တွေလည်းကြားရတယ်ဘိုက်တွေနာလုံးလို့ကျွန်တော်ကရုံးမိမဲ့လုံးဝလှုပ်မရဖြစ်နေတာအဲ့ဒီမှာခဏလောက်ကြာတော့ကျွန်တော်စိတ်ညံအောင်တက်ပြင်းချပြီးပြန်ကြည့်လိုက်တော့မရှိတော့ဘူးဗျဒါပေမဲ့ဘိုက်တွေကအောက်ပြီးကြံခဲ့တာအဲ့ဒီမှာကျွန်တော်ကမိုးလင်းတဲ့ထီကိုအိတ်မပြောခဲ့ဘူးနောက်တစ်ခုကြုံခဲ့တာကိုပြောပြပါဦးမယ်ဒီဖြစ်ပျက်ကငလင်လှုပ်ပြီးတော့တလအကြာမှာပေါ့ကျွန်တော်လုံနေတဲ့ဆိုင်ကအကိုတယောက်ဆိုင်ကောဖွင့်နေဆိုတော့ကျွန်တော်လည်းသူ့ဆိုင်မှာလှုပ်ဖို့ခေါ်တယ်သူတို့ဆိုင်ကတရဦးမှာဗျအဲ့ဒီတရဦးမှာငလင်ကြောင့်လူတော်တော်တိတ်ထားတဲ့နေရာအဲ့ဒါကြောင့်အစားကမသွားရဘူးဒါပေမဲ့ကျွန်တော်ကဆရာလိုဖြစ်နေတာဆိုတော့သွားလိုက်ရပါတယ်အဲ့ကိုရောက်တော့တပတ်နှစ်ပတ်လောက်ကတော့အဆင်ပြေသေးတယ်နောက်ပိုင်းမှာဆိုင်ကလည်းဖွင့်ကားစားဆိုတော့ဝန်ထမ်းခေါ်တော့လင်မယားနှစ်ယောက်ရောက်လာတော့မို့ကျွန်တော်ကအိတ်တဲ့အခန်းကိုအဲ့ဒီလင်မယားကိုပေးလိုက်တယ်အခန်းပေးလိုက်ရတော့ကျွန်တော်ကလမ်းနဲ့ CEO ထရန်လေးပဲချတဲ့အပြင်ဘက်မှာအိတ်လိုက်တယ်ဒီလိုနဲ့တရက်မှာကျွန်တော်အိတ်ပျော်ခံဒီအချိန်လောက်မှာကျွန်တော်စိတ်ထဲလူတယောက်စိုက်ကြည့်နေရဆိုတဲ့ခံစားချက်ရလာတယ်ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ကျွန်တော်ဘေးမှာလူတယောက်တကိုယ်လုံးမဲနေတာမျက်လုံးတွေကหนีရဲကျဲတောက်ပြီးတော့ကျွန်တော်ကိုဘေးကနေငိုးတုတ်ကြီးထိုင်ကြည့်နေတာကျွန်တော်လည်းအဲ့ဒီလူကိုမြင်တော့ကြက်သေးသေးပြီးကြည့်နေမိတာနောက်မှသတိပြန်ကတ်လာပြီးပြေးမယ်လို့တော့တကိုယ်လုံးကလှုပ်မရပြန်ဘူးကျွန်တော်လည်းဘလို့မှယုံမရတော့အရင်တစ်ခေါက်ကလည်းစိတ်လျှော့ပြီးတော့မျက်လုံးမိတ်တပြင်းချလိုက်တာမျက်လုံးပြန်ဖွင့်ကြည့်တော့အဲ့ဒီလူကြီးကပျောက်သွားတော့တယ်ကျွန်တော်ကလည်းအဲ့မှာဆက်မအိပ်ရတော့ပဲတညလုံးဇက်ကားထိုင်ကြည့်နေလိုက်တယ်ဆိုပြီး TikTok ကနေဆက်သွယ်ပြီးပေးပို့လာတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာလွန်ခဲ့တဲ့2022ခုနှစ်လောက်ကဖြစ်စဉ်လေးတစ်ခုကိုပြောပြချင်ပါတယ်အဲ့နေ့ကကျွန်တော်ကကားနဲ့နေပြင်တဲ့အလုပ်လုပ်ပါတယ်ကျွန်တော်ပြင်ရတဲ့လမ်းတွေနဲ့ရွာကလည်းဝေးတာမို့အလုပ်သမားတွေကလမ်းဘေးမှာပဲတဲဆောက်ပြီးအိတ်ခဲ့ကြတယ်တခြားအလုပ်သမားတွေကတဲတွေကိုတယောက်နဲ့တယောက်မနီးမိုးဝေးမှာစောက်ခဲ့ကြပေမဲ့ကျွန်တော်ကတော့စူညံနေအိတ်မရတာမို့သူတို့နဲ့နည်းနည်းလှမ်းဝေးတဲ့နေရာမှာစောက်ခဲ့တယ်သူတို့နဲ့စောက်ပြီးတော့နောက်တစ်ညမှာပဲထူးဆန်းတာတွေဖြစ်တယ်ဗျပထမဆုံးရက်မှာကျွန်တော်အိတ်နေတော့ည2နာရီလောက်မှာဘယ်ကနေလာမှမသိတဲ့ညီးတန်ကြီးကိုကြားရတယ်ကျွန်တော်လည်းအလုပ်ပင်ပန်းနေတာဆိုတော့ဘာမှမတွေးဘဲနဲ့ပြန်အိတ်လိုက်တယ်အိတ်ပျော်သွားတော့ကျွန်တော်အိမ်မက်တစ်ခုကိုမှတ်တယ်အိမ်မက်ထဲမှာကျွန်တော်လမ်းလျှောက်ရင်းနဲ့စာတင်ကျောင်းရှေ့ကိုရောက်လာတယ်အဲဒီစာတင်ကျောင်းကမီးလောင်နေပြီးတော့ကျောင်းထဲမှာကလည်းကလေး9ယောက်ပိတ်မိနေတယ်ပြီးတော့ကျွန်တော်ကိုကယ်ပါအောင်ကူပါအောင်ဆိုပြီးအကူကြီးလမ်းတောင်းနေတယ်ကျွန်တော်ကလည်းဘာမှမလုပ်ပေးပဲကြည့်နေတာဗျအဲ့ဒီချိန်ကျောင်းထဲမှာပိတ်မိနေတဲ့ကလေးကနေကငါတို့ကိုမကူညီဘူးရက်ပဲကြည့်နေတယ်နင့်ကပါတတ်မယ်ဆိုပြီးကလေးကကျွန်တော်ဘိုက်ကိုဓာတ်နဲ့လာထိုးရဲဆိုပြီးအိမ်မက်ပေးတာ
မိုးလင်းလို့အိယာထားတော့အိမ်မက်ထဲမှာအထိုးခံရတဲ့နေရာကတကယ်နားနေတာဒါနဲ့ကျွန်တော်လည်းမန်နေဂျာကိုပြပြတော့မန်နေဂျာကတကယ်လို့သူတို့အမျှလိုချင်တယ်ကုလိုကောင်းမှုလိုချင်လို့လုပ်တယ်ဆိုရင်ရှယ်ကနေတောင်းလို့ရတယ်ဆိုပြီးပြောတယ်သူတို့နဲ့အလုပ်လုပ်နေညဘက်ရောက်တော့အိယာမဲ့အချိန်ကိုရောက်လာတာပေါ့ထူးဆန်းတာတစ်ခုကကျွန်တော်စိတ်ထဲမှာဒီနေ့လည်းအိမ်မက်မှတ်မယ်ဆိုတာကိုသိနေတာဗျကျွန်တော်အိပ်ပျော်သွားတော့လည်းတကယ်ကိုထပ်မှတ်တယ်ဒီတစ်ခါမှတ်တာက6လက်နာမဟုတ်ပဲဥစ္စာပေးတာအိမ်မက်ထဲမှာသူတို့က6ရက်နှစ်ပေးမှနင်ကြည့်လိုက်လို့ပြောတယ်အဲဒီမှာငါတို့ရွှေတို့တွေထားထားတယ်သွားယူဆိုပြီးအိမ်မက်ပေးတာမနေ့လင်းတော့ကျွန်တော်လည်းအိမ်မက်အကြောင်းတငယ်ချင်းပြပြတော့တငယ်ချင်းကအေးသားမင်းကပေးတာတော့မစားထိုက်ပဲဥစ္စာပေးရင်သူများတွေတော့လိုက်မပြောရဘူးအဲ့လိုပြောလိုက်ရင်သွားပြီမင်းတယောက်ပဲသိရမှာတခြားသူတွေကိုလိုက်ပြောရင်စီးပေါက်သွားပြီမို့မရတော့ဘူးဆိုပြီးပြောတာအဲ့ညမှာကျွန်တော်ဂျားဖြတ်ပြောချင်ပါတယ်အခုလည်းအိမ်မက်ထဲဥစ္စာလာပေးရင်ကိုကတယောက်တည်းမသွားရလို့နောက်တယောက်ပါခေါ်ဖို့အိမ်မက်ထဲမှာတောင်းဆိုဖို့သူတို့ကခွင့်ပြုရင်ရပါတယ်အခုလိုပြောတာကလည်း Midnight Terror ရဲ့ founder အဖိုးကိုယ်တိုင်ကြုံခဲ့ရတာဒီအကြောင်းကိုနောက်မှပြောပြပါမယ်စိတ်ဝင်စားဖို့လည်းကောင်းပါတယ်ဆက်ပြောရမယ်ဆိုရင်တပတ်လောက်ကြာသွားရဲ့ဗျအဲ့ဒီတပတ်အတွင်းမှာတော့အိမ်မက်ထပ်မှတ်တာတွေမရှိတော့ဘူးဒါပေမဲ့တရက်မှာတငယ်ချင်းတယောက်ကအရက်မူပြီးကျွန်တော်နေတဲ့တဲကိုရောက်လာတယ်ပြီးတော့သူကမေးအိမ်မက်ထဲမှာကြောင်းမီးလောင်တာတွေကြောင်းတဲ့ကလေး9ယောက်ပိတ်မိတာတွေအပြစ်မှာလည်းတကယ်ဖြစ်ခဲ့တာဆိုပြီးပြောပြတယ်ကျွန်တော်ကလည်းမင်းကိုဘယ်သူပြောလဲဆိုတော့မန်နေဂျာစီကနေတီးခဲ့ရတာမန်နေဂျာကနေခံလူကြီးတယောက်ကိုမင်းမတ်တဲ့အိမ်မက်ကြောင်းပြောတော့နေခံလူကြီးကအဲ့ဒါတကယ်ဖြစ်ခဲ့တာအရင်မူလာတဲ့အကြောင်းတစ်ကြောင်းရှိတယ်မတော်တဆမီးလောင်တာကလေး9ယောက်ပါသွားတယ်လို့ပြောတယ်ပြောဖို့တခုကြံသေးတယ်ကျွန်တော်ပထမဆုံးမှတ်တဲ့နေ့ကကျွန်တော်2ရက်လောက်ဖျားသွားသေးတာကျွန်တော်လည်းဖြစ်ချောင်းကုန်စင်ကိုတီးလိုက်ရတော့တဲကိုတခြားလူတွေရှိတဲ့နေရာနားကိုပြောင်းပြီးအိတ်တော့တာပါအဲ့နောက်ပိုင်းမှာအိမ်မက်ပေးတာတွေတော့မရှိတော့ပါဘူးနောက်တစ်ခုကကျွန်တော်တငယ်ချင်းကိုယ်တိုင်ကြုံခဲ့ရတာကျွန်တော်တို့ကမြဝတီတောင်ဘက်မှာရှိတဲ့ထိုင်းမြန်မာနယ်စပ်တစ်ခုမှာအလုပ်သွားလုပ်နေတာတရက်တော့အလုပ်မှာအမတယောက်ကကျွန်တော်တို့ကိုလာပြောတယ်အိမ်တအိမ်မှာပေးနေမယ်နေရလားဆိုပြီးပြောတော့ကျွန်တော်တို့ကလည်းဘာဖြစ်လို့မနေရမှာလဲဆိုပြီးပြန်ပြောလိုက်တယ်အဲ့ဒီမှာကအဲ့ဒီအိမ်မှာအိမ်ပန်ရှင်ယောက်ျားဆုံးတာမကြသေးဘူးဆိုပြီးပြောတော့ကျွန်တော်တို့ကလည်းယောက်ျားလေးတွေပဲဘာမှမဖြစ်ဘူးလို့ပြောလိုက်တယ်အမကလည်းအင်းမဒါဆိုရင်နေဖို့အတွက်နေရာချပေးမယ်ဆိုပြီးအဲ့ဒီအိမ်ကိုခေါ်လာကြတယ်ကျွန်တော်ကအိတ်ခန့်နေအများနဲ့ဖះရှိခိုးအိတ်လေးရှိရဲ့ဒါပေမဲ့အဲ့မှာနေပြီးတဲ့နောက်ပိုင်းထူးဆန်းတာကဖះရှိခိုးပြီးအိမ်အိမ်မဆိုးတွေပေးတယ်ဖះမရှိခိုးတဲ့နေ့တွေဆိုရင်အိမ်မဆိုးမမှတ်ဘူးသူတို့နဲ့တရက်မှာကျွန်တော်အိမ်မဲ့ပြင်နေတော့ချင်းမှာရှိတဲ့မှန်ကိုသွားကြည့်မိတယ်အဲ့ချိန်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားပြီးတခုခုဖြစ်မှာကိုကြိုသိတယ်လို့စိတ်ကစိုးရင်စိတ်တွေဝင်တော့တာအဲ့ဒီကအိမ်နေနဲ့ခံမှန်းချီ2နာရီ3နာရီဝန်းကျင်လောက်ရောက်တော့ကျွန်တော်တို့နေတဲ့အိမ်အပေါ်ထက်ကိုလူတစ်ယောက်ကတဖြည်းဖြည်းချင်းတက်လာတာအဲ့ဒါကိုကျွန်တော်စိတ်ထဲတိနေတာဒါပေမဲ့မျက်လုံးကဖွင့်လို့မရခဲ့ဘူးခဏလောက်နေတော့အဲ့ဒီလူကကျွန်တော်အိမ်နေတဲ့အခန်းထဲကိုဝင်လာပြီးဘေးမှာဝင်ထိုင်လိုက်တယ်ပြီးတော့အေးဆက်နေတဲ့သူ့ရဲ့လက်ကြီးနဲ့ကျွန်တော်ကိုလာပြီးပုတ်တက်နေတာဗျကျွန်တော်ကကြောက်လုံးလုံးအော်ဖို့စူးစမ်းပေမဲ့ဘလို့မှအော်မရခဲ့ဘူးနောက်မှအတကုံအားဆိုင်ပြီးထိုင်လိုက်တော့မှရသွားတယ်ကျွန်တော်လည်းဘေးပြီးဝင်းချင်းကိုကြည့်တော့အခန်းထဲမှာဘယ်သူမှမရှိဘူးဒါနဲ့ကျွန်တော်လည်းမအိပ်ရတော့မို့တငယ်ချင်းနဲ့အိမ်နေတဲ့နေရာကိုသွားပြီးသူတို့ချားမှာဝင်တိုးအိတ်လိုက်တယ်မနဲ့လင်းတော့သူတို့ကိုပြောပြပေမဲ့တငယ်ချင်းတယောက်ကမယုံခဲ့ဘူးနောက်တရက်ကျတော့အဲ့တငယ်ချင်းတွေရဲ့အလှည့်ကိုရောက်တယ်အဲ့ဒီညဘကြီးတငယ်ချင်းကအပေါ့သွားချင်တာနဲ့အိမ်သားကိုသွားတယ်အိမ်သားကနေပြန်လာတော့သူ့အခန်းထဲမှာလူတစ်ယောက်ကစောင်းဖြူကြီးကိုခေါင်းမိချုံပြီးရက်နေတာအဲ့ဒါကိုတငယ်ချင်းကသူ့ဘော်ဒါအထင်နဲ့အဲ့ဒီလူကိုကြောချင်းကပ်ပြီးတော့အိတ်လိုက်သေးတာတဲ့မနေ့ရောက်တော့သူကကျွန်တော်ကိုပြောပြတယ်မင်းညကမင်းကဘေးကိုလာအိတ်နေတာလားဆိုပြီးတော့ကျွန်တော်ကလည်းမအိတ်ပါဘူးဆိုပြီးပြောတယ်တကယ်တော့အဲ့နေ့ကကျွန်တော်ကအဲ့အိမ်မှာမအိတ်ရတော့တာမို့အရင်ကနေခဲ့တဲ့အိမ်ကိုပြန်ပြီးအိတ်နေတာဒါနဲ့သူကနောက်တစ်ယောက်ကိုမေးကြည့်တယ်နောက်တစ်ယောက်ကလည်းမနေ့ညတော့ငါအရက်မူးနေလို့ပကတ်ပေါ်မှာပဲဖုန်းကြည့်ရင်အိပ်ပျော်သွားတာဆိုပြီးပြန်ဖြေတယ်ဟိုတစ်ယောက်ကလည်းအဲ့ဒါနဲ့ပဲတရေနဲ့အတူတူအိမ်နိုင်မှန်တီးသွားတာပါကျွန်တော်ထင်တာကတော့အဲ့ဒီအိမ်မှာသူရှိချောင်းကိုလာပြီးတက်တည်ပြတာလို့ပဲထင်တယ်ဆိုပြီး Telegram ကနေဆက်သွယ်ပြီးပေးပို့လာတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာညီမကဘာသာခြားတယောက်ဖြစ်ပြီးတော့ထိုဝယ်ဘက်မှာနေပါတယ်ညီမကကျောင်းဆရာတယောက်နဲ့အိမ်အောင်ကြတော့သူတာဝန်ကျတဲ့မန္တလေးဘက်ကစာတင်ကျောင်းတစ်ခုကိုလင်မယားနှစ်ယောက်ပြောင်းရွှေ့ခဲ့ကြတယ်ညီမတို့လင်မယားနှစ်ယောက်နေထိုင်ဖို့အတွက်စာတင်ရတဲ့ဝိုင်းမှာပဲကျောင်းဘက်ကအိမ်သေးသေးလေးတစ်လုံးဆောက်ပေးထားတော့အဲ့မှာပဲနေဖြစ်ကြတယ်အဲ့ဒီအိမ်သေးသေးလေးဆောက်မပြီးခင်ထိကတော့စာတင်ရတဲ့ဝိုင်းတွေကအိမ်ချေအမြင့်မှာနေခဲ့ကြတာအဲ့ချိန်တုန်းကအစပိုင်းမှာအကုန်လုံးအေးဆေးပဲဒါပေမဲ့တရက်တော့ညီမကရေမိုးချိုးပြီးအိမ်မော်ဘက်ကိုတက်လာခဲ့တယ်အပြင်မှာလေစိမ်းတွေတိုက်နေတော့အမျိုးသားကအိမ်မော်မှာပဲနေလို့မှားသွားတယ်ညီမကလည်းအိမ်မော်ရောက်လာတော့အခန်းထဲသမင်ဖြီးနေတော့ညီမနောက်ကနေဟေးဆိုပြီးအော်တန်ကြီးကြားလိုက်တယ်ညီမလည်းဘယ်သူများလဲဆိုပြီးအနောက်ကိုလှည့်ကြည့်တော့ဘယ်သူမှမရှိဘူးညီမလည်းစိတ်ထဲထင်တာနေမှာဆိုပြီးတော့ထားလိုက်တာပေါ့ကျန်နေနေတော့ကျတော့အမျိုးသားကစာတင်ဖို့အတွက်ထွက်သွားပြန်တယ်ညီမကလည်းအိမ်မှာတယောက်တည်းဆိုတော့အိမ်နေတာပေါ့သူသွားတော့တနားရီလောက်ကြာတယ်သူစာတင်ပြီးအိမ်ပြန်လာရင်ဖနက်တန်တောက်နဲ့မြည်တတ်တယ်အဲဖနက်တန်ကြာရင်အမျိုးသားပြန်လာပြီးတော့တန်းတီးရတာပေါ့ဆက်ပြောရမယ်ဆိုရင်အိမ်နေကညီမအိမ်နေနဲ့ဖနက်တန်တောက်နဲ့လှေကားပေါ်တက်လာတာကြာတော့ညီမကလည်းအမျိုးသားတစ်ခုခုမေးခဲ့လို့ပြန်လာယူတာဆိုပြီးလှေကားဘက်ကိုလှမ်းကြည့်တော့ဘယ်သူမှမရှိဘူးအဲ့အချိန်ညီမလည်းကြောက်စိတ်တွေဝင်ခဲ့ပြီးမို့ဆမ်မအိမ်ရတော့ပဲအမျိုးသားပြန်လာကိုထိုင်ဆောင်နေတော့တာသူတို့နဲ့အမျိုးသားပြန်လာတော့ညီမကလည်းအိမ်ကိုပြန်လာသေးလားဆိုပြီးမေးတော့အမျိုးသားကပြန်မလာဘူးတဲ့
အရှင်ကျမညီမလည်းကြောက်စိတ်တွေပုံဝင်သွားပြီးအမျိုးသားကိုဖြစ်ချောင်းကုန်စဉ်ပြောပြလိုက်တယ်အဲ့လိုပြောပြတော့အမျိုးသားကလည်းအိမ်မှာတယောက်တည်းနေခဲ့တဲ့ညီမကိုစိတ်ပူတာမို့အဲ့ဒီဝိုင်းမှာမနေတော့ပဲတခြားဘက်မှာငှားနေဖြစ်တော့တယ်အဲ့ဒီအိမ်ချေမြင့်ကိုမြင်အခုတည်းကညီမစိတ်ကအလိုလိုကြောက်မိနေသေးတယ်ဒီဖြစ်ပျက်ကိုကြုံပြီးနောက်ပိုင်းအဲ့ဒီအိမ်ဘက်ကိုမသွားရတော့ပါဘူးဆိုပြီးဆက်သွယ်ပြီးပေးပို့လာတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာညီမနာမည်ကမုံဖြစ်ပြီးတော့အခုပြပြချင်တာလေးကညီမကိုဝင်ဆောင်တော့ကကြုံခဲ့ရတဲ့အဖြစ်အပျက်လေးပါအဲချိန်တုန်းကညီမကိုဝင်က10လလောက်ရှိပါပြီညီမကညနေဘက်လမ်းလျှောက်သွားရင်အမဲစွပ်ပြုတ်ဝယ်လာတတ်တယ်ပြီးတော့အိမ်ပြန်တဲ့အချိန်တွေကလည်းနောက်ကျလေးရှိတတ်တယ်တရက်မှဖြစ်ချင်တော့ညနေ6 နာရီလောက်မှလမ်းစာလျှောက်ဖြစ်တယ်ပြီးတော့ထုံးစံစွပ်ပြုတ်ဝယ်ပြီးပြန်လာတော့မိုးကတော်တော်ချုပ်နေပြီညီမရဲ့အမျိုးသားကလည်းအဝေးမှာစီကားမောင်းနေတာဆိုတော့ညီမကအတော်နဲ့အိပ်ပါတယ်အဲဒီညဘက်ကတော့ဘာမှမဖြစ်ပါဘူးမနက်4 နာရီလောက်ရောက်တော့ညီမအတော်ကထမင်းချက်ဖို့ဆိုပြီးအိပ်ရာကထသွားတယ်အတော်ထသွားခဲ့တော့အခန်းထဲမှာညီမတယောက်တည်းအခန်းဝန်းဘက်ကိုကြောပြီးအိပ်နေတာပေါ့အိပ်နေရဆိုပေမဲ့အန်တီဟင်းချက်နေတဲ့အတန်တွေကိုကြားနေတာအဲဒီတော့နိုးတော့ပေါ့အဲဒီလိုအိပ်နေတော့ညီမကြောနာကဖနက်ချွတ်တန်တစ်ခုကိုကြားလိုက်ရတယ်ပြောမယ်ဆိုရင်ညီမအိပ်နေတဲ့ဂရင်းမောကိုတက်ဖို့အတွက်ဖနက်ချွတ်လိုက်တယ်လို့မျိုးညီမလည်းဘယ်သူများလဲဆိုပြီးလှည့်ရှိလိုက်တော့တကိုယ်လုံးကလှုပ်မရဘူးကိုဝင်ရင်မကြီးဖြစ်နေတော့ပိုဆိုးတာပေါ့အဲလိုဖြစ်နေတဲ့အချိန်လူတယောက်ကအတော်အိတ်ခဲ့တဲ့နေရာကနေညီမနဲ့မျက်နှာချင်းဆိုင်အနေထားမှာလာပြီးပုံစံမျိုးလှုပ်ပြတော့တာအဲလူကအတော်ရဲ့မျက်နှာပုံစံကိုလှုပ်ပြလိုက်မျက်နှာပြောင်းချိုးပြီးပြောင်းပြလိုက်နဲ့6ပြနေတော့ညီမလည်းကြောက်လွန်လို့အတန်ကိုချစ်ပြီးအော်ပေမဲ့ဘလို့မှအော်မရတော့ဒါနဲ့ပဲစိတ်ထဲကနေဖျားစာရွတ်လိုက်မှညီမအတန်ထွက်တော့တယ်အတန်ထွက်တော့ညီမလည်းအမေရဲ့လို့အော်လိုက်တယ်အပေါ်ထပ်မှာအိတ်နေတဲ့အဖေကသမီးကြီးဘာဖြစ်တာလဲအမေစီကိုတက်လာခဲ့ဆိုပြီးခေါ်တော့ညီမလည်းကြောက်ကြောက်နဲ့အပေါ်ကိုတက်သွားတယ်အပေါ်ကိုတက်လာတော့ကြောက်ကြောက်နဲ့တက်သွားတာဆိုတော့တကားကိုပြန်မပိတ်မိတာသတိမမူမိပါဘူးညီမလည်းအပေါ်ကိုရောက်တော့အမေဘေးနားမှာဝင်ပြီးအိတ်လိုက်တယ်သူတို့နဲ့ညီမပြန်အိပ်ပျော်ခါစားမှာပဲညီမရဲ့ဘေးကနေလူတယောက်မှုတ်ရဖို့ဤကနေထိုင်ချလိုက်တာကိုခံစားရပြန်တယ်မကြပါဘူးအေးဆက်ဆက်လက်ကြီးနဲ့ညီမလက်ကိုစုပ်ကင်မြန်ရောညီမလည်းကြောက်ကြောက်နဲ့ဖျားစားတဲ့အရန်ရွတ်ကင်တဲ့လက်အေးဆက်ဆက်ကြီးကပြန်လွတ်ချသွားတယ်အဲ့ရဘောကနေလူတယောက်ကထသွားတယ်လို့မျိုးခြိုက်နေတဲ့နေရာကြီးကပြန်ဖောင်းသွားတာအဲ့ရကိုကြောပေးပြီးအိတ်နေတဲ့အမေကညီမတအိတ်ရကထတဲ့အထင်နဲ့သမီးကြီးဘယ်သွားမလို့လဲတဲ့ထပြီလားဆိုပြီးမေးလိုက်သေးတာအဲ့ဒီကညီမလည်းမနဲ့လင်းတဲ့ထီကိုလုံးဝအိတ်မရတော့ဘူးမနဲ့လင်းတော့တအိမ်လုံးကိုပြောပြလိုက်တယ်အင်္ဂါလူတွေကလည်းနောက်ခါဆိုအမဲလုံးစွပ်ပြုတ်ဝယ်လာရင်ညဘက်ကြီးမော်ဖို့မှာကြတာပေါ့မနက်လုံးဖျားရှိခိုးမြတ်တာပို့ပြီးတော့အမြဝေတော့ထပ်မကြုံရတော့ဘူးညီမဘွားမှာတသက်လုံးမမေ့နိုင်တဲ့အဖြစ်ပြက်ပါပဲအခုလိုစီစဉ်ကိုညတိုင်းနားထောင်ပြီးမှအိတ်ဖြစ်တာပါဆိုပြီး TikTok ကနေဆက်သွယ်ပြီးပေးပို့လာတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ2023ခုနှစ်တုန်းကညီမကြုံခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်အဲတော့ကညီမအသက်က16နှစ်ရှိပြီးကျောင်းတက်နေတဲ့အချိန်ပေါ့ဖြစ်ပုံကကျောင်းတက်ရတဲ့တနေ့3 နာရီကျော်လောက်ကျောင်းဆင်းခံပြီးတော့ညီမကအိမ်သာသွားချင်လာတော့မှုအတန်းတွေကတငယ်ချင်းတယောက်ကိုအဖော်ခေါ်ပြီးထွက်လာခဲ့တယ်ညီမတို့ကျောင်းကအရင်တည်းကတရေ6တဲဆိုပြီးပြောကြတာတွေရှိသလိုအဲဒီကျောင်းဆောက်ထားတဲ့နေရာကလည်းအရင်ကတင်းကြိုင်းနဲ့နောက်မှာကျောင်းပြန်ဆောက်ထားတာလို့ကြားဘူးတယ်ပြီးရင်တရေ6တာကလည်းအိမ်သားအလဲခန်းမှာပဲ6တာပါညီမကအိမ်သာသွားရင်တရေ6ပါတယ်ဆိုတော့အလဲခန်းကိုပဲအမြဲဝင်လေးရှိတယ်အချောင်းကတရေ6တာကိုကိုယ်တိုင်ကြုံဖူးချင်တာမို့အဲဒီအိမ်သားမရောက်ခင်ဆီယာမအိမ်သားအစ်ရှိတယ်ပြီးတော့ဘေးနားကကလေးအိမ်သားဘေးမှာ3လုံးတွဲအိမ်သားပေါ့သူ့ရဲ့ဘေးနားလေးမှာရေကန်တေးသေးလေးလည်းရှိတယ်အဲဒီဘေးမှာဆီယာမတွေလက်ရှိသုံးနေတဲ့အိမ်သားပေါ့ဆက်ပြောရမယ်ဆိုရင်ညီမကလည်းတငယ်ချင်းတဲ့အိမ်သားကိုထွက်လာခဲ့ပြီးတရေ6ပါတယ်ဆိုတဲ့အိမ်သားကိုဝင်ခဲ့တယ်ညီမအိမ်သားရဲ့ရောက်ရင်နေရာအစုံလိုက်စစ်ကြည့်တတ်တယ်အဲဒီလိုစစ်ကြည့်တော့ဘာမှမတွေ့ရမို့ထိုင်ချလိုက်တယ်ဒါပေမဲ့အဲ့ချိန်ညီမစိတ်ထဲမလုံးသလိုခံစားနေရတာမို့အနောက်ကိုလှည့်ကြည့်လိုက်တော့သားမီးညောက်ကညီမကိုရက်ကြည့်နေကြတာညီမအရန်လန့်သွားပြီးတော့အပြင်ကတငယ်ချင်းကိုအော်ခေါ်တယ်တခါတည်းထုပြီးအတင်းထွက်ခဲ့ရတယ်အပြင်ကိုရောက်တော့ညီမပါဇက်ကနေအတန်လေးကထွက်မလာတော့ဘူးကိုကပြောနေပေမဲ့လေချောင်းလေးကနေအတန်ကဘလို့မှထွက်မလာဘူးတငယ်ချင်းကလည်းညီမအိမ်သားတွေကနေပြေးထွက်လာတာကိုမြင်တော့ဘာဖြစ်တာလဲဆိုပြီးမေးပေမဲ့ညီမမှာဖြေမရဖြစ်နေတာဒီလိုနဲ့စာသင်ခန်းတွေကိုပြန်ရောက်တော့တငယ်ချင်းကညီမအိမ်သားတွေကပြေးထွက်လာတဲ့အကြောင်းဆရာမတွေကိုပြောပြတော့ဆရာမတွေကမယုံကြဘူးဒီလိုနဲ့ကြောင်းဆင်းလာတဲ့အချိန်ထိညီမကစကားပြောလို့မရဘူးအဲဒါကြောင့်ပဲစာရေးပြီးပြောပြလိုက်တော့တငယ်ချင်းကအိမ်ကိုလိုက်လာပြီးတော့အမေကိုပြောပြတယ်ဒါပေမဲ့အမေတို့ကမယုံကြသလိုအဖေဆိုပို့ဆိုးတယ်ညီမစကားမပြောနိုင်ဖြစ်နေတဲ့သတင်းကိုကြားရတဲ့ဆွေမျိုးတွေကလည်းအိမ်ထိလိုက်လာပြီးသတင်းမေးကြပါတယ်ညနေပဲရောက်တဲ့အထိစကားပြောလို့မရသေးတာဆိုတော့အထက်တန်းပညာတွေနားလည်တဲ့ဦးလေးကြီးကိုပင့်ကြတယ်ဦးလေးကြီးရောက်လာတော့ညီမခေါင်းကိုကင်ပြီးတော့ဘာတွေဖြစ်ခဲ့တာလဲဘယ်လိုလုပ်အောင်မလဲဆိုပြီးအာယုံခံနေတဲ့ပုံပဲပါဇက်ကနေဘာတွေရွတ်နေလဲဆိုတာညီမလည်းမသိဘူးဒါနဲ့ဦးလေးကြီးကပြောတယ်မနေ့ပြန်ကြရင်သူဖြစ်တဲ့နေရာမှာကြက်တကောင်နဲ့အရက်တပလင်းကျွေးရမယ်ဆိုပြီးပြောတာဒါနဲ့မနေ့ရောက်တော့အဲ့ဒီဦးလေးကြီးကညီမကိုအိမ်မှာပဲနေခိုင်းတယ်သူကလည်းညီမကိုစောင့်ပြီးအနားမှာနေပေးပါတယ်ကျောင်းကိုတော့အဖေရဲ့အိမ်ရှိကဦးလေးကြီးရဲ့နောက်တစ်ယောက်စုပေါင်း3ယောက်ကဘေးတော်လေးနဲ့ကျောင်းကိုသွားကြတာပေါ့ဖြစ်ချင်တော့အဲ့ဒီနေ့ကကျောင်းမှာ9တန်းခန်းကကျောင်းသူကျောင်းသားတွေတယောက်ပြီးတယောက်ဝင်ဘူးနေတာ
ငိုရဲသူကငိုဆီယာမတွေကလည်းထိမ့်မနဲ့တိမ့်မရဖျားစားတွေရွတ်နဲ့စူညံနေခဲ့တာတချို့ចောင်းသားတွေဆိုရင်ညီမအိမ်ထိလာပြီးပေးရည်တွေတောင်းကြရတယ်ညီမကလည်းဘာဖြစ်တာလဲအကျိုးကြောင့်မေးမှចောင်းမှာဖြစ်နေတာတွေကိုပြောပြတယ်ထူးဆန်းတာတခုကဝင်ဘူးခံရတဲ့အခန်းထဲကကောင်မလေးတယောက်ကတရေတွေကိုမြင်နေရတာတရေတွေအဲ့ဒီကောင်မလေးကိုကြည့်ရင်သူ့ဘေးနာကကောင်မလေးကိုစပင်းနေစောင့်ဆွဲပြနေတာတဲ့ပြီးတော့ចောင်းမှာဘောလုံးကွင်းအနောက်ဘက်ကယောက်ျားလေးအိမ်သားရှိတယ်အိမ်သားဆိုပေမဲ့တောအုပ်တွေနဲ့ဒီတိုင်းကြီးပဲအပေါ့သွားဖို့လှုပ်ထားတာအဲ့ဒီနေရာကအခုတော့မသုံးဘူးအဲ့ဒီအိမ်သားအပေါ်မှာတရေတွေတန်းလိုက်ထိုင်ပြီးတော့ចောင်းသားတွေဝင်ဘူးခံနေရတာကိုကြည့်နေကြတာတဲ့ညီမလည်းအဲ့ဒီသတင်းတွေကြားတော့ကြောက်တာခြေတွေလက်တွေအေးတဲ့အထိပဲညီမကိုစောင့်ပေးနေတဲ့အထက်တန်းပညာနားလဲတဲ့ဦးလေးကြီးကចောင်းကိုလိုက်သွားခြင်းပဲမဲ့သူထွက်သွားရင်ညီမတစ်ခုခုဖြစ်မှာကိုစိုးရင်တော့မသွားခဲ့ပါဘူး။ဒါနဲ့အဖေတို့ကလည်းចောင်းကိုရောက်တော့တက်ဆန်ရာတွေကိုညီမဖြစ်ပြတာတွေပြောပြပြီးအိမ်သားနောက်ကတဲတချို့ယူပြီးပြန်လာကြတယ်။အိမ်ကိုရောက်တော့အထက်တန်းဆရာဦးလေးကြီးကညီမကိုတန်းရမှာထိုင်ခြေထောက်ဆန့်ခိုင်းပြီးတော့ပါလာတဲ့တဲတွေနဲ့ခြေထောက်တွေရောလေပင်တွေရောလူးပေးလိုက်တယ်။ပြီးတော့စကားပြောကြည့်ဆိုတော့ညီမပြောကြည့်တဲ့ချက်ချင်းကြီးစကားပြောနိုင်သွားတယ်။ညနေဘက်လည်းရောက်ရောចောင်းမှာဖုန်းကြီးတွေပင့်ဘေးတရားနာတွေလောက်ကြတော့လေအိမ်သားတကားတွေစောင့်ပိတ်တာလောက်ကြသေးတယ်။တချို့ပြောတာကအဲ့ဒီចောင်းကတော်တော်များများနာနာဘဝတွေကတက်တန်းရစ်နေတဲ့တပတ်ကြီးတွေရှိသလိုကလေးတရေတွေဘိုက်ကြီးတရေတွေလည်းရှိတဲ့အခုတော့ညီမတို့ကစစ်ပေးရှောင်ဆိုတော့အဲ့ဒီရွာလေးကိုမရောက်ဖြစ်တာလည်းကြာနေပါပြီ။ဟိုတနေ့က YouTube မှာတွေ့ရင်လည်းအကိုတို့ channel လေးကိုကြိုက်လို့ညီမအားပေးနေပါတယ်ဆိုပြီးဆက်သွယ်ပြီးပေးပို့လာတဲ့ညီမလေးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ကအထက်လန်းဆရာတယောက်ပါကြုံခဲ့ရတာကတော့ကျွန်တော်ပညာသင်စအချိန်တုန်းကဘယ်လိုကြုံခဲ့ရလဲဆိုတော့ပညာသင်နေတော့ည9နာရီလောက်မှာဆရာကိုအရေးတကြီးပင့်တော့ကျွန်တော်နဲ့ဆရာတို့နှစ်ယောက်ရန်ကုန်မန္တလေးကြားကရွာတစ်ခုကိုပျောကသွားခုခဲ့ရတယ်။အဲဒီချိန်တုန်းကဆရာတပည့်နှစ်ယောက်ကဆိုင်ကယ်နဲ့သွားခဲ့တာဗျ။မူးဖွဲလေးကလည်းကြာနေတာ။သူတို့နဲ့မောင်းလာကြရင်လမ်းတစ်ဝက်လောက်ရောက်တော့ဆိုင်ကယ်ကစီကုံတို့ဖြစ်ပြီးတော့ဆက်ထိုးရက်သွားတယ်။မောင်ကလည်းမောင်းမိုးကလည်းနည်းနည်းကြာနေတော့ဆိုင်ကယ်ကိုလမ်းဘေးတွန်းပြီးဆရာတပည့်နှစ်ယောက်ဆိုင်ကယ်ကိုစစ်ဖို့လုပ်ကြတာပေါ့။သူတို့နဲ့ကျွန်တော်လည်းစီကုံမကုံစစ်မယ်ဆိုပြီးတူဘက်ကိုဖွင့်ဖို့အတွက်အောက်ကိုငုံကြည့်လိုက်တဲ့ချိန်အရိတ်ထဲမှာခြေထောက်ကြီးက6ချောင်းဖြစ်နေတာ။အဲ့ဒါကိုကျွန်တော်တို့ဆရာတပည့်နှစ်ယောက်လုံးကတေးသေးချာချာမြင်လိုက်ရတာပါ။အဲ့ဒါကိုရုတ်တရက်မြင်လိုက်ရတော့ဆရာတပည့်နှစ်ယောက်ဆိုင်ကယ်ကိုအတင်းတွန်းပြီးပြေးလိုက်မိသေးတယ်။ကိုဆရာဆိုတာမေ့သွားတဲ့အထိပါ။နောက်မှသတိရပြီးတော့ဆိုင်ကယ်ဆက်ပြန်နှိုးကြည့်တော့ဆက်ကလည်းနှိုးလို့ရတာမို့ဆရာတပည့်နှစ်ယောက်ခီးဆက်လာခဲ့တယ်။ပင်းတဲ့အိမ်ကိုရောက်တော့လူနာကိုခုပြီးအပြန်မှာလမ်းမှာတွေ့ခဲ့ရတဲ့ကိစ္စကိုဆက်လုပ်ကြတာပေါ့။ဆရာကအမိန့်ပြန်ပြီးခေါ်မေးကြည့်တော့အနီးတစ်ဝိုက်မှာမကျွတ်ပဲရှိနေတာကြာပြီးအခုလိုပြရတာကလည်းအကူကြီးတောင်းချင်လို့ပြောပါတယ်။သူ့နာမည်ကိုမေးလိုက်ပြီးအပြန်ကျတော့အဲ့နေရာကိုရောက်တော့ခေါ်စာတွေပြစ်ပေးခဲ့တယ်။မန်လေးကိုရောက်တော့မှသူ့နာမည်နဲ့ကုသိုလ်ကောင်းမှုတွေလုပ်ပေးပြီးအမျှပေးဝေလိုက်ပါတယ်ဆိုပြီးဆက်သွယ်ပြီးပေးပို့လာတဲ့ဆရာကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်နဲ့တငယ်ချင်းကြုံခဲ့ရတဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်ငယ်လင်းတွေလှုပ်ပြီးတော့ခဏလောက်ငြိမ်နေတဲ့အချိန်မှာကျွန်တော်တို့ကယောက်ျားလေးတငယ်ချင်းတွေစုပြီးတော့တငယ်ချင်းအိမ်မှာအိတ်ခဲ့ကြတာပါအဖြစ်ပြက်စပြီးကြုံမဲ့နေ့မှာကျွန်တော်တို့ကအဖွဲလိုက်လူ6ယောက်ရှိမယ်ဗျငယ်လင်းလှုပ်ပြီးတိုက်ပြတဲ့ဘက်တွေကိုရှောက်သွားကြတာအဲတော့အချိန်အားဖြင့်ည7:00နာရီလောက်ရှိမယ်ထင်ပါတယ်ဒီလိုနဲ့ရှောက်လာကြရင်အဖွဲတွေကမောင်ကောင်းဆိုတဲ့တယောက်ကအဖွဲတွေပါလာတဲ့အတန့်စင်ကိုစချင်လို့ဆိုပြီးအခုလိုပြောတယ်လမ်းပေါ်မှာရှိနေတဲ့နာနာဘာဝတွေဒီကောင်းအိမ်ကိုလိုက်ခဲ့ငပိကျွေးမယ်ဆိုပြီးစလိုက်တာအဲ့ဒီအထိကတော့ဘာမှမဖြစ်သေးဘူးအဲ့ဒီညကအစခံရတဲ့တန့်စင်ကမောင်ကောင်းအိမ်မှာလိုက်အိတ်တာမနေ့ရောက်တော့လေသူအိမ်ပြန်သွားတယ်အဲ့ဒီမှာစတာမောင်ကောင်းကတန့်စင်အိမ်ကိုလိုက်သွားလို့စတာဆိုပေမဲ့ကျန်းတာကတော့မောင်ကောင်းအိမ်မှာတောင်းချမ်းတာမောင်ကောင်းတို့အိမ်ကငလင်တန်နဲ့ထိထားတာဆိုတော့လူကြီးတွေကမအိပ်ရဲတာမို့ဘောလုံးကွင်းနဲ့သွားအိတ်ကြတာမောင်ကောင်းကတော့အိမ်ဆောက်ဖို့ဆိုပြီးကျွန်တော်တို့ရဲ့အိမ်အောက်ထပ်မှာအိတ်ကြတာပေါ့အဲ့ဒီလိုနဲ့ညဘက်တွေရောက်ပြီဆိုရင်အိမ်ပေါ်ထပ်မှာတယောက်ကလမ်းလျှောက်သလိုခြေတံနေပေးတယ်အပေါ်တက်ကြည့်တော့လည်းဘယ်သူမှမရှိဘူးနောက်တရက်ကျတော့ကျွန်တော်တို့တွေကတယောက်ကအိမ်မပြောလို့ဆိုပြီးဖုန်းသုံးနေခဲ့တာတော်တော်မိုးချုပ်သွားတော့အိမ်မယ်ဆိုပြီးလဲနေတော့လေကားဘက်ကအမှတ်မထင်ကြည့်လိုက်တော့လူတယောက်ကဇောက်ထိုးကြီးအနေထားနဲ့သူ့ကိုစိုက်ကြည့်နေတာသူလည်းကြောက်ပြီးမျက်လုံးစုံမိဖျားစားတွေရွတ်ပြီးလဲနေခဲ့တယ်မနေ့ရောက်တော့လူကြီးတွေကိုပြောပြလိုက်မှဖုန်းကြီးတွေပင့်ဗရိတ်တရားတွေနာပြီးတော့လှုပ်လိုက်တယ်ပြီးတော့မောင်ကောင်းစားခဲ့တဲ့နေရာကိုသွားပြီးငပိထုတ်တွေချသွားလိုက်မှအဲ့ဒီလိုမျိုးတွေထပ်မကြုံရတော့တာဆိုပြီး TikTok ကနေဆက်သွယ်ပြီးပေးပို့လာတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုပြောပြမယ့်အကြောင်းလေးကတော့တရေအကြောင်းမဟုတ်ပေမဲ့လက်တချောင်းစာလောက်ရှိတဲ့အဆောင်လေးတစ်ခုကကျွန်တော်အသက်ကိုကယ်ခဲ့တဲ့အကြောင်းပါဒီဖြစ်ပျက်က2005ခုနှစ်ကျွန်တော်အသက်18နှစ်အရွယ်မှာဖြစ်ခဲ့တာပါအဲကျွန်တော်ကကျွန်တော်အဖေကတောကောင်းရာလူနဲ့ရိုးမတော်ကြီးတဲ့တစ်တော်တစ်ခုမှာသွားပြီးတော့တခိုးထုတ်တဲ့လူတွေကိုအေးအေးယူပေးရတဲ့အချိန်ပေါ့အဖေကတစ်တော်တွေကိုသွားတိုင်းကျွန်တော်လိုက်ချင်ပေမဲ့အဖေကတောထဲမှာတားကောင်းတွေပေါ်လို့မခေါ်ဘူးဆိုပြီးအိမ်မှာပဲထားခဲ့ပါတယ်အိမ်မှာကအဖိုးမဆုံးခင်အဖေကိုလက်ဆင့်ကမ်းခဲ့တဲ့ပစ္စည်းကိုအိမ်မဲကြီးတစ်လုံးနဲ့ထည့်ပြီးသိမ်းထားတာဗျကျွန်တော်ကလည်းဆက်ဆူးကျင်နေတဲ့တောက်ခွင့်ကြီးတော့အထဲမှာရှွန်းနဲ့လှုပ်ထားတဲ့လူရုပ်တစ်ခုရဲ့ကြားဆွဲလိုအဆွဲလေးကိုအပေါက်ဖောက်ပြီးကျိုးနဲ့တီထားတဲ့အဆောင်တစ်ခုလိုဟာလေးကိုတွေ့လိုက်တယ်ကျွန်တော်ကဘာမှမသိတာနဲ့
ကြားဆွဲလို့အဆောင်လေးကိုလယ်ဘက်မှာယူဆွတ်ထားလိုက်တယ်။အဲဒီလိုနဲ့၄၅၆ရက်လောက်ကြာတော့တောထဲမှာအဖေတို့ကရိတ်ခါပြတ်နေရဲဆိုတာနဲ့ကျွန်တော်ရဲ့အမေရဲ့တို့ကရိတ်ခါသွားဖို့လှဲတစည်းစီစဉ်ပြီးလူရာတွေတောဝဲကြတာပေါ့။အဲတော့ကဆိုင်ကယ်တွေကားတွေကတိတ်မပေါ်သေးတော့တောဘက်ဆိုတော့လဲကိုအားကိုးရတယ်။သူတို့နဲ့ရိတ်ခါတွေဝယ်ပြီးတော့ကျွန်တော်တို့လည်းတောထဲကိုဝင်ခဲ့ကြတယ်။ဒီနေရာမှာကျွန်တော်ပြောချင်တာကအမေကအဖိုးထားခဲ့တဲ့ပစ္စည်းတွေကိုတိတ်မကြိုက်ဘူး။အဲဒီပစ္စည်းတွေကိုကျွန်တော်ကင်ဆူလို့ရှိရဲ့။နောက်ပြီးခုနကပြောခဲ့တဲ့ level မှာဆွဲထားတဲ့ကြားဆွဲလူဟာကလည်းအမေမသိအောင်ခိုးဆွဲထားတာ။ဆက်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကလည်းအဖေတို့စကန်ချခဲ့တဲ့နေရာကိုနေဝက်လောက်ခီးထွက်လာပြီးမှရောက်ခဲ့ကြပါတယ်။အဖေကတောကောင်းဆိုတော့တစ်ခိုးထုတ်တဲ့သူတွေကိုဖမ်းဖို့အတွက်နေရောညရောကင်းဆောင်ရတယ်လို့အဖေတပည့်တွေကလည်းတောစားတစ်ဝိုက်ကိုကင်းဆောင်ကြတာပေါ့။အဲဒီချိန်တစ်ခိုးထုတ်တဲ့သူတွေစီမှာတစ်ခိုးခုတ်တဲ့လွှတ်ရတော့ပစိန်တို့အပြင်လာဖမ်းတဲ့အခါကိုလွတ်ယုံထွက်ပြေးဖို့တချို့ဆိုရင်တနက်တွေတောင်ယူလာကြတယ်။အဲ့အရာတွေကိုတားဖို့အဖေရောသူ့တပည့်တွေရောနေမရွေညမရွေကင်းဆောင်ကြတာပေါ့။ဖြစ်ရှင်တော့ကျွန်တော်တို့ရောက်ပြီးနောက်နေ့ပဲပြဿနာစတာအဖေတပည့်စိုးမောင်ဆိုတဲ့လူကအမောတပန်းရောက်လာပြီးအောက်ဖက်ရွာမှာတစ်ခိုးထုတ်တဲ့အကြောင်းတွေလာပြောပြတယ်။ဒါကြောင့်အဖေလည်းညရင်ချင်းတစ်ခိုးထုတ်တဲ့သူတွေကိုလိုက်ဖမ်းမှုပြင်တာပေါ့။ကျွန်တော်လည်းအဖေနဲ့လိုက်ချင်တာမို့မဖြစ်မနေပူစားတော့အဖေကလိုက်ခွင့်ပေးတယ်။သူတို့နဲ့ကျွန်တော်လည်းသွားခံနေဆိုတော့ယူစရာရှိတာတွေယူတိတ်စရာရှိတာတွေကိုတိတ်ပြီးအဖိုးရဲ့ကြားဆွဲလေးကိုကအမေမမြောင်ခိုးလွယ်ခဲ့သေးတာ။ဒီလိုနဲ့တစ်ခိုးထုတ်နေတယ်ဆိုတော့အောက်ဖက်ရွာကိုရောက်တော့တစ်သောဇာနာမှာမီးအောင်တွေတွေ့ရတယ်။လူတွေတော်တော်များပုံပဲ။အဖေကလည်းသူ့လူတွေကိုသူဝင်ရင်ဝင်းလို့ပြောပြီးတနက်တွေဘာတွေနဲ့ဝင်ဖမ်းမှုစီစဉ်တာ။အဲချိန်တုန်းကကျွန်တော်မှတူးမီတလက်ပါတယ်ဆိုပေမဲ့လူမပြောနဲ့ပရဲစိတ်ကိုတော့မဖြစ်ရဘူး။ခဏနေတော့ဖေရိုဘက်ကတနက်ဒိုင်းကနေမိုးပေါ်ဖောက်တန်ကြားပြီးအားလုံးလက်မြောက်ငါတို့တောကောင်းတွေကွာဆိုပြီးဝင်ဖမ်းရောတစ်ခိုးနေတဲ့လူတွေကလည်းပြေးသူပြေးတနက်နဲ့ပြန်ပြစ်တဲ့သူကပြစ်နေကျွန်တော်တို့ကြောက်လို့ဒူးတွေတုံနေတာအဲဒီမှာကန်ကဆိုးချင်တော့ကျွန်တော်တို့ပုံနေတဲ့ဖက်ကူမှာလူတွေကအုပ်လိုက်ကြီးပြေးလာတာကျွန်တော်လည်းအလွတ်မပေးဘူးဆိုပြီးထဖမ်းမဲ့လို့တော့ရှေ့ဆုံးကပြေးလာတဲ့သူကကျွန်တော်ကိုတနက်နဲ့ပြစ်ရောနောက်ကပြေးလာတဲ့သူတွေပါဝိုင်းပြစ်ကြတော့တာကျွန်တော်နဲ့သူတို့ကအများဆုံးဝေးမှ10ပေကျော်လောက်ပဲရှိတာဒါပေမဲ့ထူးဆန်းတာကကျွန်တော်ကိုတစ်ချက်မှမထိပါဘူးဒါပေမဲ့အရှင်တော်ကကျွန်တော်ကအသေးငယ်တဲ့သူဆိုတော့နှလုံးခုန်မြန်ပြီးသတိမေ့ရောနောက်တော့ဘာဆက်ဖြစ်လဲဆိုတာမပြောတတ်တော့ဘူးဗျကျွန်တော်သတိပြန်ရလာတော့ကျွန်တော်ပထမဆုံးမြင်ရတာကအဖေမျက်နှာပြီးတော့ဘေးကိုကြည့်တတ်တော့တောထဲမှာမဟုတ်တော့ပဲကျွန်တော်တို့မြောင်းမြဆေးရုံကြီးကိုရောက်နေတာပါအမေတို့ကစိုးရင်တကြီးကြည့်နေတာအဲဒီကဖြစ်တဲ့ညကလူ10ယောက်လောက်တနက်တွေနဲ့ဝိုင်းပြစ်ကြတာမို့ကျွန်တော်ကိုတေးပြီးလို့ထင်ကြတာတဲ့နောက်ဆုံးတစ်တော်တွေကလူတွေအကုန်လုံးရောက်လာပြီးအတင်းဝိုင်းကြည့်ကြတော့ကြည်စံရလည်းမတွေ့ဘူးတခြားတန်ရလည်းမတွေ့ဘူးအသက်ရှိသေးလားစမ်းကြည့်တော့နှလုံးခုန်သေးတာမို့ဆေးရုံကိုပို့လာကြတယ်နောက်ဆုံးသူတို့ပြောပြတာကကျွန်တော်လဲကြတဲ့အောက်မှာရှားဆောင်ငုတ်ကြီးပါရှိသေးတာတဲ့ကြော်ရဲဖောက်ဝင်သွားပြီးထင်တာကြောလန်ကြည့်တော့လဲဘာတန်ရမှမတွေ့တော့လို့ကျွန်တော်ကိုမေးကြတယ်မင်းဘာမှမဖြစ်လိုက်ဘူးလားဆိုတော့ကျွန်တော်ကတခုခုကိုသတိရသွားတယ်ဗျအဲ့ဒါကကျွန်တော်ဆွဲထားတဲ့ကြားဆွဲလို့အဆောင်လေးကိုပါကျွန်တော်လည်းဘင်းကဖြုတ်ပြီးအဖေကိုပြတော့အဖေကလည်းရေရမသိပါဘူးနောက်တော့ကျွန်တော်ဆေးရုံကဆင်းပြီးအိမ်ပြန်ရောက်တော့အဖေကကျွန်တော်ငယ်ကကိုရင်စီးခဲ့တဲ့အကြောင်းထိုင်ဆရာတော်စီသွားကြည့်တာပေါ့ပြီးတော့အဖေကကြားဆွဲလို့ဟာကိုပြပြီးရှောက်တော့ဆရာတော်ကအဲ့ဒါကိုဝက်ဆွဲကွင်းပိတ်တဲ့ဓာပြီးထုတ်ပြီးတယ်လို့လည်းပြောကြတယ်ကာယမှာတော်တော်ကောင်းနေတဲ့အဲ့ချိန်မှာကျွန်တော်လည်းအဲ့နေ့ကကျွန်တော်ကိုတနက်နဲ့ဝိုင်းပြစ်ချတာဘာလို့မထိလဲဆိုတာနောက်ဆုံးမှတွေးမိတော့တာပါဆရာတော်ကြီးကပြောသေးတယ်အဲ့ဒါကတော်တော်စွမ်းတလောက်ခိုက်တတ်တယ်တဲ့ပြီးတော့စွန့်ရင်စွန့်မစွန့်ရင်ရောင်းပစ်ဖို့ပဲပြောတယ်ဒါနဲ့ပဲဆရာတော်စကားနားထောင်ပြီးအဖေလည်းနောက်တစ်လားလောက်နေတော့မိုးကိုကတထေးတယောက်ကိုရောင်းလိုက်တော့တာအခုကျွန်တော်အသက်32နှစ်ရှိပြီဗျဒီကြောင်းလေးကတော့ကျွန်တော်ဘောမှာမမေ့နိုင်တဲ့အဖြစ်အပျက်လေးတစ်ခုပါဆိုပြီး Telegram ကနေဆက်သွယ်ပြီးပေးပို့လာတဲ့ brother ကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်အမေအသက်20တုန်းကရွာမှာကြုံခဲ့တာလေးကိုပြောပြချင်ပါတယ်အမေကမကြီးကန်ဆိုတဲ့ရွာမှာနေရအဲဒီကညနေဘက်ကြီးရွာထဲကအမျိုးမကင်းတဲ့မောင်နှစ်ယောက်နဲ့အမတစ်ယောက်ကတစ်ဖက်ရွာကိုအလဲသွားဖို့ခေါ်တယ်အဲတော့ကလူငယ်တွေလည်းဖြစ်ကြတော့မကြာခဏရှောက်လေလေးရှိကြတယ်မောင်နှစ်ယောက်ကအရှိကနေနွားလဲမောင်းပြီးနောက်ကကျွန်တော်အမေနဲ့အန်ဒီတယောက်ကစကားပြောရင်းလိုက်သွားကြတာပေါ့သူတို့နဲ့တစ်ဖက်ရွာကအမျိုးတွေစီရောက်တော့စကားပြောကောင်းရင်းနဲ့ညနဲ့သွားတယ်အဲဒီရွာကလူတွေကတော့မနက်မှပြန်မှုပြောပေမဲ့သူတို့ကဘလို့မှပြောမရပဲပြန်လာကြတာဗျအဲဒီရွာကိုကြော်လာတော့ပြဿနာစတာပဲကောင်းကင်ဘုံမှာမီးလုံးကြီးတစ်ခုကိုမြင်လိုက်ရတယ်အဲ့ချိန်အမေရဲ့အမကဗဇက်ဆော့ပြီးဟိုနာကမီးလုံးကြီးတွေလှနေရောရန်ကုန်မှာမီးခဏခဏပြတ်တော့အဲ့ဒီကိုဒီမီးလုံးတွေယူသွားရင်မိုက်မယ်လို့ပြောတယ်အဲ့နောက်တစ်ပင်တွေကလေမတိုက်ပဲရိမ့်ထိုးလာတယ်အပင်မြင့်ကြီးတွေကလည်းတော်တော်လေးကွေးညွန့်အောင်ရိမ့်ထိုးနေတယ်အရှိကအမေရဲ့မောင်တွေကတော့တရေချောက်နေတာသိပေမဲ့အမေတို့ကြောက်မှဆိုလို့မပြောခဲ့ဘူးဒါမဲ့အမားတို့တွေဗဇက်မစော့နဲ့ရှောက်မပြောနဲ့ဆိုပြီးတော့တတိတော့ပေးနေကြတယ်အဲ့နောက်နွားလဲဘေးကနေမြင်းလို့တတော်တကောင်ကဖြတ်ပြေးသွားတယ်အဲ့ဒါထွက်ပြေးသွားတာမြင်တော့နွားတွေကလည်းရှေ့ကိုဆက်မတက်တော့ဘူးဒါနဲ့လာတတာအောက်မှာအမေရဲ့မောင်တွေကလဲပေါ်ကဆင်းကြည့်တော့အရှိမလမ်းမရှိပဲချောင်းနဲ့ကြီးဖြစ်နေတာအဲ့နောက်အမေရဲ့မောင်တွေကလည်းတရေချောင်းရင်သေးနဲ့ပန်းရတယ်ကြားဘူးလဲဆိုပြီးအပေါ့တွေနဲ့ဝိုင်းပန်းလိုက်တယ်အဲ့တော့အဲ့နေရာကြီးကလမ်းပြန်ဖြစ်သွားရောဒါကြတော့တော6တယ်ခေါ်မလားတရေ6တာမဟုတ်ပေမဲ့ဒီကိစ္စကတခါမှမမြင်ဘူးမကြားဘူးနဲ့တဘာဝကိစ္စမျိုးပါအမေရဲ့အမကတော့ဘာတွေမြင်လို့လည်းမသိဘူးပြန်ရောက်ကလေးကမူးမေပြီးဖျားသွားတာ3ရက်လောက်ကုလိုက်ရတယ်လို့ပြောတယ်
အခုတို့ channel ကိုအမြဲတမ်းအားပေးနေပါတယ်ဆိုပြီးဒီဇက်လန်လေးကိုပေးပို့လာတဲ့အမကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီငလင်ကြီးဖြစ်ပြီးသွားတဲ့နောက်ကျွန်တော်တို့ရွာဘက်ကဖြစ်ပျက်သွားတဲ့ကိစ္စတစ်ခုကိုပြောပြချင်လို့ပါရွာဘက်ကနှစ်ထပ်အိမ်လေးတွေဆိုတော့အပြိုပြက်နေတယ်ဆိုပေမဲ့ရွာထဲကအဖိုးကြီးတယောက်ကတော့ထုတ်တန်းကခေါင်းပေါ်ကျပြီးတော့အသက်ဆုံးရှုံးခဲ့တယ်အဲဒီဦးလေးကြီးကအသက်60ကျော်အရွယ်ကြီးဗျသူ့မှာက15နှစ်ကျော်အရွယ်မြေးကလေးလည်းရှိတယ်အဲဒီကောင်လေးရဲ့အမေကမီးရင်ထဲမှာကလေးကဆုံးခဲ့တာသူ့ဖေကကြတော့အဲဒီကောင်လေးအသက်10နှစ်သားလောက်ကလေးကထိုင်းဘက်မှာအလုပ်သွားလုပ်မယ်ဆိုပြီးအခုထိအဆက်အသွယ်မရတော့လို့အဖိုးတော်ဆက်တဲ့အဲဒီအဖိုးကြီးကစောင့်ရှောက်လာခဲ့တာ9နှစ်ကျော်ပြီတခြားဆွေမျိုးအရင်ချဆိုလို့တိတ်မရှိပဲအဲ့ဒီအဖိုးရဲ့အမျိုးတော်ဆက်တဲ့တစ်ဖက်ရွာက2ဝန်းခွဲ3ဝန်းခွဲတွေပဲရှိတာပါဒါပေမဲ့ကျွန်တော်တို့ရွာကအားလုံးကမိသားစုလိုပဲနေကြတော့အဲ့ဒီကလေးလေးကိုလည်းဝိုင်းဆောင်ရှောက်ကြပါတယ်အဲ့ကောင်လေးခင်ဗျာသူ့အဖိုးအရင်ကလှုပ်ခဲ့တဲ့ကော်ဘူးပုံသွင်းတဲ့အလုပ်ကလေးကိုသူတယောက်တည်းမနိုင်တနိုင်လှုပ်ဖို့ကိုကြိုးစားနေရှာတယ်ဒါပေမဲ့အရက်ထဲမှာတော့ကိုရီကသူများတွေလှူဒန်းတဲ့ပစ္စည်းတွေသူ့ကိုမျှလိုက်သူ့စီကိုနွေးထွေးဝင်လိုက်ထွက်လိုက်နဲ့သူ့ကိုဝိုင်းဖြေသိမ့်ပေးကြတာပေါ့ဒီလိုနဲ့သူ့ရဲ့အဖဆုံးပြီး2ရက်လောက်နေတော့ငလင်တွေကလည်းအကျော်မတည်သေးဘူးလို့ဆိုမလားခက်သေးသေးလေးတွေလှုပ်သေးတယ်အဲ့ဒီလိုလှုပ်ရင်သူတို့အိမ်ရှိမကြီးပင်ကလူမရှိပဲအလန့်တကြားအော်ဟစ်တန်တွေထွက်လာတဲ့အစားကအဲ့နာမှာလူတယောက်ရှိနေတယ်လို့ထင်ခဲ့တာဒါပေမဲ့တရက်လူတန်းတဲ့ပစ္စည်းတွေလာပို့လို့ကျွန်တော်တို့သွားယူရင်တငယ်ချင်းနဲ့အပြန်အဲ့နာအရောက်ငလင်လေးတစ်ခုကတိတ်ငန်နဲ့လှုပ်သွားတာအဲ့ချိန်မှာမကြီးပင်မော်ကတအားအားနဲ့အော်တန်ကြီးထွက်လာရောကျွန်တော်လည်းကြောက်သွားတယ်လူရှိလာလို့အော်မေးတော့စကားပြန်မရဘူးဒီလိုနဲ့အပင်ပတ်ချလေးကိုပတ်ရှာကြည့်တော့လူလည်းမရှိဘူးဒါနဲ့နှကောင်သားချီကုန်တုတ်တင်ပြေးတော့တာဒါပေမဲ့အဲ့အပင်ကတဖြည်းဖြည်း6တာလန့်လာရရှိလာတယ်ညဘက်တွေအပင်သားသွားရင်တောက်ခောက်တန်ပေးတာအဲ့ဒီတစ်စင်ဂဲလုံးလေးနဲ့ပေါက်တာပေါ့အဲ့ဒီတဖြည်းဖြည်းကျန်းလာတော့တစ်ကိုင်းကြီးတွေကလေမတိုက်ပဲလှုပ်ပြတဲ့အထိဖြစ်တယ်ညနေနိုင်ရင်သွင်းချိန်ရွာတွေကကိုဆန်လာဆိုတဲ့ဘဲကအမဲ6တွေကိုခေါင်းပေါ်ရွက်ပြီးသူ့အိမ်ပြန်လာတယ်မကြီးပင်အောင်ရောက်တော့အနောက်ကနေစောင့်သွန်းခံရသလိုမှောက်လဲပြီးသူ့မဲ6တွေကလည်းတဝက်လောက်ကရုပ်ချီးဆိုသလိုပျောက်သွားရောအလန့်တကြားအော်ပြေးတော့တာပဲဒီလိုနဲ့မကြီးပင်ကြီးအကြောင်းဆရာတော်ကိုရှောက်ကြတော့ဆရာတော်ကချက်ချင်းလိုက်လာပြီးကမော်ဝါတွေရွတ်ပရိတ်တွေရွတ်ပြီးနှိမ်နေလိုက်တယ်ဗျအဲညမှာပဲဟိုကောင်လေးနဲ့ရွာဦးဆရာတော်အိမ်မက်တယ်အိမ်မက်ထဲမှာအဖိုးကြီးကအဲ့ဒီမကြီးပင်ကိုစိတ်ဆွဲပြီးနေခဲ့တာသူများကိုလည်း6လန့်ချင်တာမဟုတ်ပေမဲ့သူ့မြေကလေးကိုစိတ်မချကြောင်းနဲ့ပြောနေလို့ဆရာတော်ကိုယ်တိုင်အာမခံပြီးရက်ထဲရွာထဲမှာဒီကလေးကိုအကုန်လုံးဝိုင်းဆောင်ရှောက်ပါမယ်ဆိုပြီးဂတိကိုပေးလိုက်တော့တယ်အဲနောက်မှာအကုန်လုံးပုံမှန်တိုင်းဖြစ်သွားပါတော့တယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်မမျှဝေပေးခြင်းတဲ့အကြောင်းအလေးကတော့တရေသဆွေတွေအကြောင်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်မဘဝမှာတိုက်ဆိုင်လာလားကံတရားလားမသိပဲထူးထူးဆန်းဆန်းကြုံတွေ့ခဲ့ရတဲ့ဖြစ်ရလေးတစ်ခုဖြစ်ပါတယ်ပထမဆုံးအချိန်ကြုံခဲ့ရတာကကျွန်မအသက်9နှစ်10နှစ်အရွယ်လောက်ကပါအဲတော့ကတငယ်ချင်းတွေနဲ့ရေသွားကူးကြတယ်ယောက်ျားလေး1ယောက်မိန်းကလေး3ယောက်ကလေးတွေဆိုတော့ရေထဲမှာစနောက်ပြီးကစားကြတာပေါ့ပါလာတဲ့ယောက်ျားလေးတငယ်ချင်းကကျွန်မအပေါ်ကနေဖိပြီးရေထဲကိုအတင်းဆွဲနစ်ထားသလိုဖြစ်သွားတယ်အဲ့ဒီချိန်ကရေမွန်းသွားတဲ့ခဏမှာကျွန်မဘာမှမသိလိုက်တော့ဘူးထူးဆန်းတာကမောနာကျင်တာဘာတစ်ခုမှမခံစားရပဲခန္ဓာကိုယ်ကြီးကရုတ်တရက်ပျောက်ဆုံးသွားသလိုဗလာတက်တက်ဖြစ်သွားသလိုခံစားလိုက်ရတာပါခဏနေတော့ရေပေါ်ပြန်ပေါ်လာတော့မှပဲစော့တာရက်ပြီးအိမ်ပြန်ခဲ့ပါတယ်ဒါကပထမဆုံးအချိန်ထူးခြားမှုပါပဲနောက်ထပ်အလားတူဖြစ်ရကကျွန်မ6တန်းကျောင်းသူဘဝမှာရွာကနေမြို့ကျောင်းကိုစပိန်နဲ့ကျောင်းသွားတက်တဲ့အချိန်ပေါ့တနေ့မှာကားလန်ကူရုံအချိန်နဲ့မောင်းလာတဲ့ဆိုင်ကယ်တစ်စီးကကျွန်မကိုဝင်တိုက်တယ်အဲ့ဒီဆိုင်ကယ်ပေါ်မှာအမျိုးသားတစ်ယောက်မောင်းပြီးနောက်ကမိန်းကလေး2ယောက်လည်းပါတယ်ဝန်တိုက်ခံလိုက်ရတဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတာရေကူတုံးကအတိုင်းပဲဘာမှမသိလိုက်ရဘူးနာကျင်တာထိခိုက်တာဘာမှမခံစားရပဲလူကခဏတာပျောက်ဆုံးသွားသလိုဖြစ်သွားတယ်အသိပြန်ဝင်လာတော့ဘေးနာကလူတွေပြောပြမှသိရတာကဆိုင်ကယ်တိုက်တဲ့အချိန်တော့ကျွန်မဟာအပေါ်ကိုမြောက်တက်သွားပြီးလွန့်ထွက်သွားတယ်ဘေးကလူတွေကတော့သေပြီလို့ကိုထင်မှတ်ခဲ့တာဒါမှအံ့ဩစရာကောင်းတာကကျွန်မခန္ဓာကိုယ်မှာပွန်းပက်ရတစ်ချက်မရှိသလိုသွေးထွက်တန်ရိုလည်းဘာမှမဖြစ်ပဲအကောင်းပကတိရှိနေတာပါပဲကျွန်မဘဝမှာအသက်အန္တရာယ်ဖြစ်မဲ့အချိန်မျိုးဆိုရင်ဒီလိုမျိုးနာကျင်မှုမရှိပဲလွတ်မြောက်သွားတဲ့ဖြစ်ရမျိုးတွေကြုံရတတ်တယ်ဒါလေးကတော့ကျွန်မရဲ့ကိုယ်တွေထူးဆန်းတဲ့အဖြစ်ပြက်လေးတွေပါကျွန်မလိုမျိုးအလားတူကြုံဖူးတဲ့သူများရှိမလားဆိုတာလည်းသိချင်မိပါတယ်ဆိုပြီးပေးပို့လာတဲ့အမကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဒီတစ်ပတ်အစီအစဉ်လေးကတော့ဒီလောက်ပါပဲခင်ဗျကျွန်တော်တို့ channel စားထောင်ကလေးကအားပေးလာကြတဲ့သူတွေတစ်ဖက်တစ်လမ်းက support လုပ်ပေးကြတဲ့ညီကိုမောင်နှမတွေကြည့်ရှုပေးကြသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာကဲဒါဆိုရင်နောက်တစ်ပတ်ကျမှထပ်တွေ့ကြတာပေါ့ကောင်းသောညကလေးမှာအိမ်မက်လာမတ်ကြပါစေခင်ဗျာ